Content marketing ဆိုတာဘာလဲ။ဘာကြောင့်အရေးပါတယ်လို့ပြောကြတာလဲ။ Content marketing ဆိုတာကိုယ့်လုပ်ငန်းကိုယ့် project အကြောင်းကို customer တွေသိနားလည်အောင်စာအရေးသားအပြင်လုပ်ပေးတဲ့လုပ်ငန်းတွေတစ်ခုပဲဖြစ်ပါတယ်။ဥပမာ product အသစ်တစ်ခုထုတ်တယ်ဆိုတော့ကိုယ့် project အကြောင်းကို customer တွေကတစ်လုံးတစ်ပါးကမှမသိဘူး။အနည်းဆုံးတော့ဒီ product ကိုဘယ်နေရာမှာသုံးရမယ်ဆိုတာနဲ့ပေါင်းကျိုးစုပ်ဝက်ကရောပါလဲဆိုတာတော့ခုနဝေးတယ်မလား။အဲ့ဒါဘောလို့ပဲကိုက product တစ်ခုထုတ်တယ်ဆိုရင်ဘာထုတ်တယ်ဘယ်နေရာမှာသုံးရတယ်ကောင်းကျိုးကဘာလေးတွေဆိုတာကို customer ကိုအသိပေးခြင်းအပြင် customer စီကစူးစမ်းလိုစိတ်နဲ့ဝယ်လိုစိတ်ကိုကြားနိုင်ပါတယ်။နောက်ပြီးဒီ product နဲ့သက်ဆိုင်တဲ့အသိပညာပေးခြင်းဆိုင်ရာ content တွေရေးသားပေးခြင်းဖြင့်လည်း customer တွေစီကလုံခြုံမှုနဲ့ရေရှည်ဝယ်ယူသုံးလို့ခြင်းကိုရရှိနိုင်ပါတယ်။ content marketing ကရေးပါလား customer တော်တော်များများက product ရဲ့ကြော်ညာတွေကိုပဲထိုင်ကြည့်နေတဲ့အချက်ဒီ product နဲ့ပတ်သက်တဲ့ဘဝတုဒ္ဒရနိုင်တဲ့ post ဆိုရင်ပိုပြီးစိတ်ဝင်စားဆက်လက်ကြည့်ပြီးရှိပါတယ်။ brand awareness ရတာကြောင့် content marketing လုပ်တာကအရေးပါပါတယ်လို့ပြောပြရတယ်။ content marketing ဘယ်လိုလုပ်နိုင်လဲဆိုတော့ define တော့ကို brand လူသိများလာအောင်လား၊ရောင်းအားတက်လာအောင်လား၊ customer ကိုဘုဒ္ဓတာပေးချင်တာလားဒါကိုရွေးချယ်ပါ identify audience တက်ရွယ်ဘယ်လောက်လဲသူလူချင်တာကဘာဖြစ်လဲလူမျိုးသားတက်တဲ့သူလဲစတာတွေကိုသိချရွေးချယ်ပြီးစာရေးသားအဖြစ် content marketing လုပ်လို့ရနိုင်တယ်။အသိပညာကိုအသုံးချမှတက်ပညာဖြစ်ပါတယ်